Rehan Kamulatila Yuri oh my name Irahalam Yalanati Namyamudali Yuchi Yali Nesu Pelo Yawawi Nesu Shiroi Bajima Matashita Shempriri Navana Te Kwenye Yasa So I didn't eat the chill So me The guy who could do so me Well Senate ko mo alam mo plate ko la for me lo twilight ay chama ay alia ay sa kaya siga video pa baပြောနေရလဲဆိုလို့ရှိရင်တရက်3လ2025 after ဆိုတဲ့ playlist လေးကြောင့်ပြောနေတဲ့ video ရက်သွားတာအခုတရက်3လ2025ခုနှစ် after ဆိုတဲ့ playlist လေးလုပ်ထားတယ်အဲ့ playlist လေးထဲမှာအဲ့တရက်3လနောက်ပိုင်းမှာဖြစ်ခဲ့တဲ့အားလေးတွေကိုပြောမှာပေါ့နော်ကျန်ရရများရှိသွားတယ်ဒီတော့ပြောလို့လေစီမာရဲ့ပြောင်းလဲစီမာရဲ့ချိုးခွေဘယ်လိုမှမထင်မှတ်ထားတဲ့အရာဖြစ်သွားတယ်အခုကစက်တင်ဘာလဆိုတော့6လပေါ့နော်6လအတွင်းမှာဒီပြောင်းလဲမှုအတွက် recover ဖြစ်လာလို့ပြောလို့ရှိတယ်မဖြစ်ဘူး recover ဖြစ်ဖို့မပြောနဲ့accepted ဆိုတဲ့ state ကိုရောက်နိုင်တယ်ဘယ်လိုလဲလုပ်ခဲ့တာမျိုးဆိုပဲပြောဖြစ်သွားတာပဲအဲ့ဒီအချိန်လေးပြီးသွားတဲ့အချိန်မှာစမလုံးကလေးလုံးဝချုံချကုန်းကောက်စရာမရှိတော့ဘူးမှာတကယ်ပေါ်တစ်ခုစုပ်ပြတ်တတ်သွားတယ်လို့ဘူးမှာဒါပေမဲ့ငိုးနော်တကောင်စင်းထဲမှာကိုယ်နဲ့ကျမနဲ့တယောက်ထဲလို့ကိုရဲ့တပ်ပေါ်ကိုကျမကိုယ်ရိုက်ထုတ်ပါလားကိုရဲ့တပ်ပေါ်ကိုဘယ်လိုခေါ်လဲလိပ်ပဲစေရုံရအောင်မြောက်ကလာစေရုံကနေပြီးတော့ဒီဝေကိုပို့တဲ့လိပ်ပဲပေါ်မှာကိုယ်ရိုက်လိုက်ပါပြီးတော့ဒီပေါ်ကိုလောကIsa dia tu pori, dia laku, lalu kaya dia, lalu kaya. Alah, setiap kaya orang, kuya tiwari sah, lem kadai dia, bau lem kadai dah le soi, deh, pori mesti我猜的话，你也必须来了，别玩了。对，把那个这玻璃没需要红刷来看的，他们这书过来下，还有那个，你把人家这些的单位，
ဒီပေါ်ရမမြင်ဘူးဆိုတဲ့ဟာတွေလည်းအရင်လေးကလည်းဒီပေါ်တရားတွေသိတယ်လေငယ်လေးတွေကလူတွေဘာလို့သိရလဲလူတို့ဘာလို့သိရလဲဆိုတဲ့ဟာကိုလည်းတွေးခဲ့ပြီးလေအဲ့တော့ဒီပေါ်ရမမြင်ဘူးဆိုတာကိုတကယ်လည်းတွေးကြုံလိုက်ရတဲ့အချိန်မှာလည်းဒီပေါ်ကြီးမရှိရဘူးဒီပေါ်ကြီးကိုမရှိရမယ်ဒီပေါ်ကြီးကိုဖတ်ထွက်ထားလို့မရဘူးဆိုတာကိုသိတယ်ဒါပေမဲ့အဲ့ဒါလည်းဆိုရင်သူရဲ့ဆိုကုတီလည်းမလာအဲ့ဒီပတ်သက်ပြီးတော့အများကြီးပြောပြရှိအဲ့ဒါဆိုတော့ချလာတယ်မှာဒီလိုနေထိုင်နေတာရောဂါဘာဖြစ်သွားတာလားဆိုရင်မဟုတ်ဘူးအစတက်ဆိုတဲ့ step ကိုအမှန်တော့တယ်ရှောက်ခဲရောက်ပါမလားလည်းမသိဘူးဘာလို့လဲဆိုတော့စူးကိုပဲလိုက်ရှာနေတာမဟုတ်လားအဲ့ကြောင့်လည်းမမပြတ်တယ်အခုကတည်းကဒီနေ့ကျတော့ဘာလို့ဒီမှာလဲဆိုတော့မနေ့က14ရက်ကိုလာတော့25ခုနှစ်မှာ14ရက်ကိုလာ2025ခုနှစ်တိုင်မှာကျော်ရဲ့ဒီရတော့ဟိုရင်တော့ပြောတဲ့အတိုင်းပဲဟိုရောက်ဒီရောက်နဲ့ကျော်ချင်တဲ့ဟာဘုံသူတရကြလေးလည်းကိုတိဘုံသူတရကြလေးဆိုတော့ကိုတီးတဲ့ဘုသူတာလေးကိုတီးတဲ့ဟာလေးကိုပြန် sharing လုပ်တယ်လို့သဘောထားတာလေအရင်လုံးကြီးလည်းလိုပဲကိုတကူတီးရဆိုရင်ဝေဟုတ်ပြရတယ်ဒီဗီဒီယိုလေးရိုက်ပြီးတော့ပြောတယ်အဲ့ဒါပါလဲဆိုရင်ကိုတီးတဲ့ဟာကို sharing လုပ်တာကြည်ရတယ်သိရမသိရဘူးတော့မဟုတ်တော့ဘာလို့ဘာလို့နားလဲဆိုလို့ရှိရင်ဒီစက်တင်ဘာလ9 ရက်နေ့လားမသိဘူး e-click တစ်ခုဖြစ်သွားတယ်လူနာ e-click တစ်ခုဖြစ်သွားတယ်လေလူနာ e-click မှာပါလဲဆိုလို့ရှိရင်လူနာ e-click မှာတရားမမီတော့ဒီနေ့အဲ့ဒီကSaturday လား Sunday လားပြီးခဲ့တဲ့တပတ် Sunday ကဆိုတော့ကြည့်လိုက်မယ်ပြီးခဲ့တဲ့တပတ် Sunday ကဆိုတော့9 ရက်နေ့ဟုတ်တယ်အဲ့တော့လိုက်ပြီးခဲ့တဲ့တပတ် Sunday က9 ရက်နေ့ပြီးခဲ့မနေ့က14ရက်နေ့ဆိုတော့ပြီးခဲ့တဲ့တပတ် Sunday က9 ရက်နေ့ကလာပြင်းနေအောင်ဒီမှာလမ်းကြည့်လိုက်မယ်It's okay လာပြလည်းမဟုတ်Saturday ကလာပြ6ရက် Saturday ကလာပြတဲ့9 ရက်နေ့ကSunday အဲ့ဒီဟုတ်တယ်အဲ့ဒီSunday အမေစီရောက်ဆောင်ပြီးပြန်လာပြီးတော့ချက်မီတဲ့နဲ့သွားတွေ့တယ်ချက်မီတဲ့နဲ့သွားတွေ့ရင်းနဲ့counseling မယ်လို့ပြောနေရင်လည်းဒါပေမဲ့စကားပြောပြရင်လည်း counseling ကိုဖြစ်သွားတယ်ပေါ့နော် counseling ကိုဖြစ်သွားရင်လည်းဘာဖြစ်လဲဆိုတော့ချက်မီတဲ့ဒီနေ့ကနာ e-click တဲ့ဒီ e-click မှာဘာလုပ်ရလဲဆိုတော့တကယ်တော့ e-click ကနာ e-click ကမကောင်းကွာဒီလားဘာလို့ပြောမယ်ဆိုလို့ရှိရင်လာငပုတ်ဖမ်းတာဆိုတော့ဘာလို့ကွာလာရုံးကန်ရတယ်ပေါ့နော်လာငပုတ်သူ့ဖမ်းထားတဲ့အချိန်ကြီးကနေတော့ရုံးကန်ရတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုရုံးကန်ရတဲ့အချိန်မှာကိုကဘာလုပ်ရလဲဆိုလို့ရှိရင်ကိုယ်မကောင်းတဲ့ဟာတွေကိုလှုပ်ချရတယ်ကိုမဖြစ်ချင်တဲ့ဟာတဘောတရားလို့ပြောရဆိုတော့အဲ့ဒီအချိန်မှာလွတ်မြောက်အောင်ရှုံးရတယ်သူ့ရဲ့တဘောတရားဘယ်လိုလဲဆိုတော့အကိုတခုကဖမ်းထားတယ်အဲ့ဒါကိုကလွတ်မြောက်အောင်ရှုံးရတယ်လာအဲ့ထောင်ရှုံးနေရတယ်ကိုကအဲ့ရဲ့ energy ကိုယူပြီးတော့အခုချိန်မှာကိုယ်မကောင်းတဲ့ဟာတွေကနေပြီးတော့ကို
ကိုကလွတ်မြောက်အောင်ရုံးနေဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်အားကြောင့်မလို့ပြီးခဲ့တဲ့အလူနာ click မှာတစ်ချက်မိတဲ့တော့တဲ့ချက်မိတဲ့ release လုပ်လိုက်ပါအဲ့ဒါ release လုပ်လိုက်ဖို့စူးစမ်းပေါ့နော်စူးစမ်းဒီနေ့က night click တဲ့ 8 energy ကိုယူပြီးတော့မဆိုင်ရပုံမှန်ရေးပြီးတော့ paper binding လုပ်လိုက်တဲ့ဆိုပြီးတော့ပြောရပါတော့ပြောတော့အဲ့ဒါနဲ့အိန္ဒိယလှုပ်လိုက်တယ်လှုပ်လိုက်တဲ့အချိန်မှာဘာတည်သွားလဲဆိုတော့ရှေ့ပိုင်းရက်တွေမှာကျမအဲ့6လအတွင်းမှာကျမမပျော်ရွှင်တဲ့စိတ်တွေရောလက်မခံတဲ့စိတ်တွေရောအဲ့စိတ်တွေမြင်ပါရှိလဲဆိုတော့နာကျင်မှုတွေရောမုန်းတိမှုတွေရောဘာဖြစ်လို့လဲဆိုတော့ကိုယ်ရမဆုံးခင်နေရမှာကျမတို့ကတကယ်ကိုတော်တော်ကြီးကျယ်စကားများလိုက်တာစကားများလိုက်ရင်လည်းထွက်တော့ရတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ဘာလဲဆိုတော့အရင်ထဲမှာနာကျင်မှုတွေရောမုန်းတိမှုတွေရောအဲ့လိုမျိုးကြံခဲ့တာဒါပေမဲ့အဲ့ဒါတွေကိုလည်းပြပြမယ်ပြပြရရှိရတော့ဘယ်မှတော့ဘုံတိုင်းဆိုပြီးဖြစ်လာတာမဟုတ်ဘောနော်အကုန်လုံးက step by step ဖြစ်လာတာဒါပေမဲ့ခုနောက်ပိုင်းကျွန်တော်ပြောနေ